ကျွန်တော်ဟာဓာတ်တလက်ကိုစုပ်ကင်ပြီးမောင်မိုက်နေတဲ့ရေပြင်ကျဲထဲမှာတယောက်တည်းရှောက်လန်းနေခဲ့တဲ့အဲ့ဒီအချိန်မှာပဲခေါင်းကိုးလုံးရှိတဲ့ဟိုက်တာဟိုက်ဒရာငွေနဂါးကြီးရုတ်တရက်ပေါ်လာပါလေရောဘာမှတိုးဆုပ်မနေပဲဓာတ်ကိုဝေ့ရမ်းပြီးတစ်ချက်ခုတ်ရင်ခေါင်းတစ်လုံးစီပြတ်ကျသွားအောင်တိုက်ခိုက်လိုက်တဲ့နောက်တော့အေးခဲနေတဲ့အာတိတ်ဒေတာစီခီးဆက်ပြီးအဲ့ဒီနှင်းတော်မြေကိုစိုးမိုးထားတဲ့တောဝက်ဘရင်ကိုတွားရောက်စိန်ခေါ်ခဲ့တယ်ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်အရှိန်ကုန်အနာခံပြီးအပြင်းအထန်အကုန်းဝင်တိုက်ကြတာပေါ့တောဝက်ဘရင်ကကျွန်တော်သူ့ကိုတက်တက်ရင်ဆိုင်လိုက်မယ်လို့ထင်နေတာဒါပေမဲ့ကျွန်တော်ကသူထင်တဲ့လောက်မှအပူပြအနားမှာရှိတဲ့တစ်ပင်ပေါ်ကိုလွှာခနဲ့ခုန်တက်လိုက်တော့တောဝက်ဘရင်ကတစ်ပင်ကိုတက်တက်ကြီးဝင်ဆောင်မိသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကလေထဲမှာတပတ်ကျွန်းထိုးပြီးလေးလံလာတဲ့ကြေတခွန်တူကြီးမေဒရဟမ်မန်နဲ့အဲ့ဒီတာရဲကြီးပေါ်ကိုအားကုန်လဲချပစ်လိုက်တယ်ဒါတင်အားမရသေးပဲတားရဲတွေထဲမှာအားအကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ချင်းသေးဘရင်ရဲ့ကူစီကိုဆက်သွားခဲ့ပြန်တယ်ဒီချင်းသေးကအတော်လေးလက်ပေါက်ကတဲ့ပြန်ပက်ပြသူ့ရဲ့အရေးပြားကဒါပဲခုတ်ခုတ်များပဲပြစ်ပြစ်ဘလို့မှထိုးဖောက်လို့မရဘူးဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့အဲ့ဒီတားရဲကြီးကဆုပ်ဇေးုစ်နတ်မင်းကြီးရဲ့တားတော်စီကိုလွှာခနဲ့ခုံအုပ်လာတယ်ဒါပေမဲ့ကျွန်တော်ကတော့နတ်ဖျားစီကရထားတဲ့ခွန်အားကိုတုံးပြီးသူ့ရဲ့မေးရိုးတွေကိုလက်ပလာနဲ့ပဲချိုးဖျက်ပစ်လိုက်တယ်ကျွန်တော်ဒီလောက်တောင်အစွမ်းထက်နေရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဟာ Green နတ်ဖျားတို့ရဲ့ဘရင်ဆုပ် Zeus နဲ့လူသားမျိုးသမီးတဦးတို့ကနေမွေးဖွားလာတဲ့သွေးနှောသားဖြစ်လို့ပါပဲနတ်ဖျားတစ်ဝက်လူသားတစ်ဝက်ဖြစ်တဲ့အတွက်အသက်နှစ်သားအရွယ်တွေကမွေးတွေကိုလက်ပလာနဲ့ညှစ်တက်နိုင်ခဲ့တာအရွယ်ရောက်လာတဲ့အခါမှာလည်းဒီနတ်ဖျားစွမ်းတွေကိုတုံးပြီးပြည်သူတွေကိုဘေးအန္တရာယ်ကနေကာကွယ်ပေးခဲ့တယ်ဒါကြောင့်ပဲနန်းတွင်ကပြည်သူအပေါင်းကပါကျွန်တော်ကိုချစ်ခင်ကြည်ညိုကြတာပေါ့ကျွန်တော်မှာချစ်စရာကောင်းတဲ့ကလေး၃ယောက်နဲ့တစ္ဆာရှိတဲ့ဇနီးတဲ့တယောက်ရှိခဲ့တယ်။အဲ့ဒီတုန်းကကျွန်တော်ဟာအရာရာပြည့်စုံနေတဲ့လူတစ်ယောက်ပါဒါပေမဲ့ကျွန်တော်ရဲ့အောင်မြင်မှုတွေကဘရင်ကြီးရဲ့စိတ်ထဲမှာမနာလိုဝန်တိုမှုတွေကိုဖြစ်ပေါ်စေခဲ့တယ်။အောင်ပွဲခံစားတောက်ပွဲတစ်ခုမှာဘရင်ကြီးကကျွန်တော်ကိုစိတ်ခတ်ပြီးကျွန်တော်ရဲ့ဇနီးနဲ့သားသမီးတွေကိုတတ်ဖို့တောဝန်ပလွေတွေကိုလှုပ်ဝက်လုပ်ခဲ့တယ်။ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာလက်တွေမှာသွေးတွေပေးကျန်နေတာကိုပဲမြင်လိုက်ရတယ်။ကျွန်တော်ကိုယ်တိုင်ပဲအရက်မူပြီးကိုမိသားစုကိုတတ်မိလိုက်ပြီလို့ထင်ခဲ့တာ။အဲ့ဒီနောင်တနဲ့အပြစ်ရှိစိတ်ကကျွန်တော်ကိုဝါမျိုးသွားခဲ့ပြီးကိုဘယ်တော့မှခွင့်မလွတ်နိုင်တော့ဘူး။ဘရင်ကြီးကလည်းဒီအကွက်ကိုပဲစင်ကြေလုပ်ပြီးကျွန်တော်ကိုအသင်းမျိုးကနေထာဝရနှင်းထုတ်ပစ်လိုက်တဲ့တောက်မှာတော့ကျွန်တော်ရဲ့တူတော်မောင်ဟာပင်လယ်သားပြတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးသူ့ကိုမိရှုလိုက်တဲ့အချိန်မှာပဲကျွန်တော်တယောက်တည်းလာတာကိုမြင်တော့ကျွန်တော်ကိုပညာပေးဖို့သူ့တပည့်9ယောက်ကိုလွှတ်လိုက်တာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့တူကြီးနဲ့တစ်ချက်တည်းဝေယံလိုက်ယုံနဲ့အကုန်လုံးလဲကျသွားတယ်ဒါကိုမြင်သွားတဲ့တပြက်ကိုလည်းသူ့တပည့်တွေအကုန်လုံးကိုဝိုင်းတိုက်ဖို့အမိတ်ပေးတော့တာပဲဒါပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲရှေ့ကိုဆက်လျှောက်သွားခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတယောက်တည်းမဟုတ်လို့ပါကျွန်တော်မှာ Theseus ကိုအရှင်လက်ကုမျက်နိုင်တဲ့သူတွေမြတော်မောင် Daenerys မော်ဆီယာ Adrian နဲ့တာရဲကြီး James တို့ကကျွန်တော်အနားမှာရှိနေလို့ပဲတမိနစ်တောင်မပြည့်တဲ့အချိန်တွင်းမှာပဲကျွန်တော်တို့ဓာတ်ပြတွေအကုန်လုံးကိုရှင်းလင်းပြလိုက်နိုင်တယ်ကျွန်တော်တူလေးပြုတ်ကျခါနီးအချိန်မှာပဲလှမ်းပြီးဖန်ထိန်ပေးလိုက်နိုင်တယ်မြန်လောက်ကြအဲ့ဒီညကအောင်ပွဲခံနေတော့မှဝေးလံတဲ့တိုင်းပြည်တစ်ခုကမင်းသမီးတစ်ပါးကကျွန်တော်ကိုရုတ်တရက်လာရှာတဲ့သူ့တိုင်းပြည်ကိုရန်သူတွေကျူးကျော်နေလို့ကဲတင်ပေးဖို့လာကူညီတောင်းတာပါအကဲရင်ကြီးမားတဲ့ဆုလက်တွေပေးမယ်လို့လည်းကတိပေးခဲ့တယ်နောက်နေ့မှာတော့ကျွန်တော်အဖွဲ့ကိုဦးဆောင်ပြီးအဲ့ဒီတိုင်းပြည်စီကိုမရက်မနာခီးနေခဲ့ကြတယ်ဒါပေမဲ့တခုထူးဆန်းနေတာကမြို့တကားဝါကိုဖျက်ကျော်ပြီးဝင်လိုက်တာနဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကသူတို့ကိုလာခဲ့တဲ့ကဲတင်ရှင်တွေကိုမြင်ပြီးဝမ်းသာအားရဖြစ်မဲ့အစားကျွန်တော်တို့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်နေကြလေရဲ့